ညီမရေဘူးပစ္စည်းစုံတွေက3သိန်းဝန်းကျင်3သိန်းကျော်ကျော်လေးတဲ့ညီမပြပေးပါဦး3သိန်းကျော်4သိန်းကျော်တန်းဆိုလို့ရှိရင်ဒီကောင်လေးဘူးပစ္စည်းစုံနဲ့9လုံးရှိမယ်အခုမီရအရင်စပြလိုက်မယ်နော်ဒီကောင်လေးဆိုလို့ရှိရင် Redmi 13ကိုမှ RAM 8256နဲ့ body အပေါ်စင်းလုံးဝမပါဘူးမှန်လဲထားတာဆက်လက်ထားတာ9လုံးစလုံးက all fine နေကြီးပဲ all fine ဟိုမှာ original man original body နဲ့အဖွဲအလှက်လုံးဝမရှိတဲ့ဖုန်းလေးတွေပဲရောင်းချပေးတယ်ရှင်ဒီကောင်လေးဆိုလို့ရှိရင်တော့သူ့ရဲ့ IM ရဲ့အမှန်ဘူးကြိုးကောင်းအကုန်စုံပါမယ်ဈေးလေးက4,2500ဒါလေး8256ဆိုတော့တကားပဲကြည့်မလားဘာပဲလုပ်မလားပေါ့နော်အကုန်လုံး okay မှာစုပြေးနောက်တစ်ခုကကြတော့မီတဲ့ရပဲဒီကောင်လေးဆိုလို့ရှိရင်တော့ 13C 5G လေး 5G ကိုမှသူက RAM ကတော့4 storage က128GB နဲ့ဘူးပစ္စည်းအစုံ IM ရဲ့အမှန်ဘူးတွေပါအကုန်ပါတယ်ဈေးနှုန်းက3,3500 3သိန်းကျော်ကျော်လောက်ပဲသုံးညင်နဲ့C series လည်းဖြစ်မယ်ပေါ့နော်သူကဒီကောင်လေးရဲ့အားသာချက်က 5G လုံးလေး 5G ကိုမှ global ချိန်မီတာလေးတို့လေရမယ်335ပါโอเคနောက်တစ်ခုကကြတော့ Realme လေးရှိတယ်ဒီကောင်လေးကကြတော့ RAM 6128လေးကိုမှဘူးပစ္စည်းအစုံလေးပါမယ်သူကတော့ user လုံးလေးဆိုတော့ဒီနားလေးမှာ cover ဇားရလေးတော့နည်းနည်းလေးပါတယ်ဒါပေမဲ့လို့တအားနည်းကြီးစိုးစိုးဝါးကြီးမဟုတ်ဘူးကင်မရာလေးလည်းကောင်းတယ်မှန်ကလည်းမှန်အပေါ်အစင်းနေလည်းဘာမှမပါဘူးဘူးပစ္စည်းအစုံလာမယ်သူကကြတော့ဒီကောင်လေးကလည်းဈေးက3သိန်းကျော်လောက်ပဲအတိအကျလေးကိုတော့ဗီဒီယိုပြီးမှပြောပြပါမယ်နောက်တစ်ခုရှိသေးတယ်ဒါလေးကကြတော့ Spark 30C လေးဒီကောင်လေးက Techno ပေါ့နော် Techno ရဲ့ဒီကောင်လေးအားသာချက်ကဘာလို့ဆိုရင် dual speaker ပါလား3သိန်းကျော်နဲ့ dual speaker ပါလားတော်တော်ရှားတယ်အဲ့လိုဆိုတော့ဒီမှာ speaker 2ခုပါမယ်ရေစိမ်လေးခံတယ်သူကကြတော့ RAM 6128ကိုမှ3,6500မှာဘူးပစ္စည်းအစုံပါပဲအာမခံကဒီကောင်ဆို9လလောက်ကြာအောင်နော်နောက်ပြီးတော့ကြတော့ Techno ပြီးတော့ Infinix လေးကဒီကောင်လေးဆိုလို့ရှိရင်တော့သူထွက်တုံးကလေးကမင်းသားတစ်ပါးဖြစ်ခဲ့တဲ့ကောင်လေးပေါ့နော် Note 13 Pro လို့ခေါ်တယ် Infinix ထဲကပါရုပ်ထွက်ကလည်းကြည်တောက်ရှင်းပဲကင်မရာဆိုလည်းပြောစရာမရှိဘူးပေါ့နော်ဒီဈေးတန်းဝန်းကျင်မှာဆိုဒါ perfect ဖြစ်တဲ့ဖုန်းကိုပြောလို့ရတယ်ဒီကောင်လေးကအစ်စ်တုံးကတော့သူ့မှာ wireless charging ပါတယ်ဒါ second မှာတော့ wireless charging ကတော့မပါတော့ဘူးဒါပေမဲ့45W ကြိုးကောင်း Infinix ဘူးပစ္စည်းအစုံအမှန်ကန်လာမယ်သူက cover ဇားရလေးတော့နည်းနည်းလေးတွေပါတယ်ဒါပေမဲ့လို့ all fine ပဲဆိုတော့မင်းတို့ဒီမှာတော့တော်တော်များဖုန်းတွေ all fine ပဲရောင်းချပေးရဲတလေးတစ်ခါဖြစ်တယ်ဆိုလို့ရှိရင်လည်းပြောပြပြီးတော့ရောင်းချပေးတယ်အဲ့တော့ဆိုင်မှာလာရအားပေးလို့ရပါတယ်